အားလုံးပဲမင်္ဂလာပါဗျကိုရဲကြီးပွဲကြိုသုံးသက်ချက် page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ယနေ့ညနေရှင်းဒီပွဲတင်ရှုံးထွက်ပွဲတင်နေတဲ့မှာပိတ်သက်စိတ်ဝင်စားမှုအများဆုံးဖြစ်နေတဲ့ဂျာမနီနဲ့အီတလီပွဲတင်ကိုရွေးချယ်သုံးသက်ပေးသွားပါမယ်ဘာကြောကအီတလီမြေမှာဒဲဝင်ယူနဲ့အနိုင်ရခဲ့တဲ့ဂျာမနီရဲ့လက်ရှိပေးထားတဲ့ဈေးတန်းကတော့ 0.75 နဲ့ရှင်းမယ်ဆိုရင်ဈေးတန်းတစ်ခုတည်းအရာကြည့်မယ်ဆိုရင်တော့မှပဲမာတယ်လို့ပြောလို့ရတယ်ဘာကြောကအနိုင်ရခဲ့တာကြောင့်ဒီပွဲမှာ PR ကင်းနဲ့ကစားမှာဖြစ်ပြီးဂျာမနီကို Nagelsmann ကင်တွေကလေးကဆိုရင်ခံစစ်ပိုင်းနဲ့တိုက်စစ်ပိုင်းကိုပို့ပြီးတော့အလေးပေးနေရှိပါတယ်နောက်ပြီးဒီပွဲအတွက်က အီတလီအနေနဲ့ခံစစ်တဲ့တိုက်စစ်ကိုပို့ပြီးတော့ဦးစားပေးရဖို့လည်းများပြီးဘာကြောက်ကလူဒီနေ့တင်ကြအပြန်အလှန်တွင်းကိုတွေမြင်ရဖို့ရာခိုင်နှုန်းများပါတယ်နောက်ပြီးဒီနေ့တင်ထိတ်ထိတ်တွေ့ဆုံမှုအပြန်အလှန်တွေ့တိုင်းမှာလည်းဂိုးရလေရှိပါတယ်ပြိုင်ပွဲအတင်ထိတ်ထိတ်တွေ့ဆုံမှု2006နောက်ပိုင်း6ပွဲရှိတာရ2006ကတစ်ချိန်သာဂိုးမရှိသေးကြတာပါတယ်နောက်ဆုံး9ပွဲသလုံးအပြန်အလှန်ဂိုးရထားပြီးတော့ဂျာမနီရဲ့ nation တွေနောက်ဆုံး9ပွဲကိုကြည့်ရင်လည်း3ပွဲကအပြန်အလှန်တွင်းကိုမရှိပဲ4ပွဲအပြန်အလှန်တွင်းကိုရှိထားပါတယ်နောက်တစ်ချက်ကအဲ့ဒီ9ပွဲမှာမှ 2.5 အောက်ဖြစ်ခဲ့တာက2ပွဲသာရှိထားပါတယ်အီတလီရဲ့ nation တွေ9ပွဲကိုကြည့်ရင်လည်းဘယ်ဂျီယန်နဲ့တပွဲသာအပြန်အလှန်တွင်းကိုမရှိထားပဲကြံ6ပွဲသလုံးအပြန်အလှန်တွင်းကိုရှိထားကအဲ့ဒီ6ပွဲသလုံး 2.5 အထက်ဖြစ်ထားပါတယ်နောက်ထပ်ထူးခြားတာကပြင်သစ်ရဲ့ nation တွေ9ပွဲမှာပထမပိုင်းမှာဂိုးမသွင်းနိုင်ခဲ့တာက2ပွဲသာရှိထားပါတယ်အီတလီရဲ့9ပွဲကိုပြန်ကြည့်မယ်ဆိုရင်ပထမပိုင်းမှာ9ပွဲစလုံးဂိုးမြင်ထားရပါတယ်ဒါကြောင့်တွဲဆုံမှုနောက်ဆုံး9ပွဲ nation ရဲ့ဒီနေ့သင်းဖြတ်တန်းမှုကိုကြည့်ရင်ဒီပွဲရဲ့ဂိုးပေါက်မှာ 2.5 အထက်အားပေးဖို့ကထိုက်တန်တယ်လို့ပြောလို့ရတယ်ဒါကြောင့်အကောင်းဆုံးရွေးကွက်အဖြစ်ဂိုးပေါ်ကိုရွေးချယ်သုံးသက်ပေးလိုက်ပါတယ်ဗီဒီယိုသုံးသက်ချက်လေးကိုအစားဆုံးနားထောင်ပေးတဲ့ညီကိုတယောက်စီတိုင်းအထူးပဲကျေးဇူးတင်ရှိပါတယ်ဗျ